ပါရှင်။အားရတော်ရှင်တဲ့ကလေးပိုင်ဆိုင်နိုင်ကြပါစေ။ကျမကတော့ကျမကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေအလှပရေးရနဲ့အခြားသောပခုတုတ္တဖြစ်ပွဲအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့သူဖြစ်ပါတယ်။အခုကတော့တသားမီမီလေးတွေကိုပုံဖတ်ပြရမယ်ချိန်လေးပေါ့နော်။ဆိုတော့ရှေ့ blog တွေမှာလည်းတသားမီမီလေးတို့သိရမယ်သိထိုက်တဲ့အကြောင်းအရာလေးတွေဘုဒ္ဓဖြစ်ပွဲအစာအုပ်လေးတွေကိုဖတ်ပြပေးခဲ့ရပေါ့နော်တသားမီမီလေးတို့ကလည်းကောင်းတာလေးတွေကိုလိုက်ပြီးတော့တခြားလေးလိုက်နာမယ်လို့တော့တီတီကယုံကြည်ရယ်နော်ကဲအခုတစ်ခေါက်မှလည်းတီတီကတော့ဆရာမနွယ်နေကဝင်းရဲ့ကလေးတွေကိုသင်ပေးပါသူတို့ကိုပြောပြပါဆိုတဲ့စာအုပ်ကလေးကိုတီတီကဖတ်ပြပေးမယ်နော်ဆိုတော့ဒီစာအုပ်ကလေးပါအကြောင်းအရာလေးတွေကတော့တသားမီမီလေးတို့ကကိုယ့်ရဲ့ဒီပတ်ဝန်းကျင်မှာကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေကိုပြန်ပြောရမယ့်သူလေးတွေရှင်ဖွင့်ရမယ့်သူလေးတွေဒါလေးတွေကိုတသားမီမီလေးတို့ကတိတိကျကျသိရှိထားဖို့လိုအပ်တဲ့ဆိုတဲ့အကြောင်းလေးကိုတီတီကဖတ်ပြပေးမယ်ပေါ့နော်ပြောပြပေးမယ်ကဲလိုက်ပြီးတော့နားထောင်ပေးအောင်နော်သမီးနာမည်ကရာရာပါရာရာကတဲ့ချစ်စရာကောင်းပြီးတော့ယဉ်ကျေးတယ်ဒါကြောင့်မို့လို့တဲ့လူကြီးတွေကချစ်ကြတယ်ရာရာမှာတဲ့တငယ်ချင်းတွေလည်းအများကြီးရှိတာပေါ့ဒါပေမဲ့တဲ့တခါတလေမှာရာရာဝမ်းနေရင်ဖြစ်အနိုင်ကျင့်ခံရရင်ပဲဖြစ်တဲ့ရာရာပြောချင်တာတွေကိုလူတိုင်းကိုမပြောပြဖြစ်ဘူးဒီလိုမျိုးချိန်လေးတွေကြုံလာရင်တသားမီမီလေးတို့လည်းကိုယ့်ရဲ့အကြောင်းမှာပဲဖြစ်ကိုယ့်ရဲ့ဒီအိမ်မှာပဲဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ပေါ့နော်ကိုယ်နိုင်ခြင်းတဲ့သူကိုကဝမ်းနေနေတဲ့စိတ်ဆိုးနေတဲ့စားနေရဲ့ဗိုက်စားရဲ့ဒေါသထွက်တဲ့ဒါလေးတွေကိုတသားမီမီလေးတို့ကကိုယ့်ရဲ့ဒီစိတ်ထဲမှာခံစားနေရတာလေးတွေကိုတသားလေးတို့ကပြောပြမဲ့သူရှိလားပေါ့နော်တသားမီမီလေးတို့မှာပြောပြမဲ့သူယုံကြည်ရမဲ့သူရှိလားအဲ့ဒါဆိုရင်ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတာကိုတကယ်ဆက်ဖတ်ပေးမယ်ဆိုတော့ရှင်ထဲမှာတိမ့်ထားတတ်တယ်ရရလေးရနော်ဘသူ့ကိုမပြောပြဘူးတဲ့ဘသူ့ကိုယုံရမလဲဆိုတာကိုလည်းရရမသိဘူးတဲ့နော်တသားမီမီလေးတို့လည်းကိုထုတ်ပြောရမယ့်သူပေါ့နော်တသားမီမီလေးတို့မှာကိုစိတ်ချရတဲ့သူရှိလားပြန်ပြီးတော့စဉ်းစားကြည့်နော်ကိုယုံကြည်ပြီးတော့ပြောရမယ့်သူဘယ်သူတွေရှိလဲဆိုတာလေးတသားမီမီလေးကပြန်စဉ်းစားအဲ့တော့ရရလေးကဘသူ့ရင်ဖွင့်ရမလဲဆိုတာဆက်ပြောမယ်နော်ဒီတော့တဲ့ရရယုံကြည်ကြည်နဲ့တိုင်ပင်လို့ရတဲ့လူတွေရှိတယ်လို့မမေကပြောပြတယ်ဒီလူတွေကတဲ့မေမေဖေဖေဖိုးဖွားနဲ့ဆရာမတွေပေါ့တဲ့ဒါကတော့တသားမီမီလေးတို့ယုံကြည်စိတ်ချစွာနဲ့တိုင်ပင်လို့ရတဲ့သူတွေတခုရှိတာကကြတော့တသားမီမီလေးတို့ကအเจ้าမှာဖြစ်တဲ့ပြဿနာလေးတွေရှိနေအเจ้าမှာတငယ်ချင်းကကိုစားလိုက်တာဖြစ်ကိုမကြိုက်တဲ့အရာဖြစ်နေကိုဝမ်းနေအောင်လုပ်တာစိတ်ဆိုးအောင်လုပ်တာဒေါသထွက်အောင်လုပ်တာဒါမျိုးလေးတွေဆိုလို့ရှိရင်ဆရာတသားမီမီလေးတို့ကဆရာမကိုပြောပြလို့ရတယ်နော်တကယ်လို့ဆရာမကမအားဘူးတသားမီမီလေးတို့ကလည်းမပြောချင်ဘူးဆိုရင်ဘယ်သူတွေပြောလို့ရသေးလဲအိမ်ရောက်လို့ရှိရင်ဖေမေမေဖိုးဖွားတွေကိုပြောပြလို့ရသေးတယ်ကိုယ်စိတ်ထဲမှာတသားမီမီလေးတို့ဘယ်သူကိုပို့ပြီးပြောချင်လဲမမေကိုပြောချင်တာလားဖေကိုပြောချင်တာလားပြောပြလို့ရရဲ့နော်ကိုယ်စိတ်ထဲမှာရှိရတဲ့အကုန်လုံးကိုအိမ်မှာရှိတဲ့ကိုယ့်ရဲ့ဖေမေမေတွေကိုစိတ်ချယုံကြည်စွာနဲ့တိုင်ပင်ပါနော်ပြောပြပေးနော်ဒါမှပဲဖေမေမေတို့ကတာမီမီလေးတို့ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာရဲဆက်ဖတ်မယ်နော်ဆိုတော့ရစိတ်ထဲမှာနေလို့မကောင်းတာကြောက်တာဘာမဆိုရပြောစရာရှိရင်သူတို့ထဲကတယောက်ကိုရှင်းဖွင့်လို့ရပါတယ်တဲ့နော်သူတို့တွေကနားထောင်ပေးရဲ့တဲ့ပြီးတော့ရပြောတာကိုလည်းယုံနေနော်ကိုယ့်ရဲ့ဖေမေမေကိုယ့်ရဲ့ကိုရှိမယ်တီရှိမယ်မမရှိမယ်ကိုတကယ်ချစ်ရတယ်ကိုတကယ်စိတ်ချရတဲ့သူတွေကိုရင်းဖွင့်ရမယ်နော်စိတ်ထဲမှာမျိုးသက်ပြီးမထားရဘူးအဲ့ဒါမှပဲကိုဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းပေးလို့ရမှာနော်တသားမီမီလေးတို့ကယုံကြည်ရမယ်ဖွင့်ပြောတတ်ရမယ်နော်တယောက်နဲ့တယောက်ယုံကြည်ရတဲ့သူတွေတော့မတူကြဘူးပေါ့ရာရဲ့အကိုကိုဆွဲဆိုလို့ရှိရင်တီတီကိုချစ်တော့ယုံရတဲ့သူတွေကိုတီတီကိုပါထည့်ထားတယ်နော်တခုခုဖြစ်ရင်လေကိုဆွဲကဖေမေမေဖွားနဲ့တီတီကိုခွင့်ပြောပြတတ်တယ်
နော်ဒါကတော့တယောက်နဲ့တယောက်နဲ့ကိုပြောခြင်းနဲ့သူမတူဘူးပေါ့နော်ဖေဖေတို့မမေတို့ဘက်ကလေတသားမိမိလေးတွေကိုရင်ဖွင့်ပြီးတော့ပြောနိုင်အောင်လို့ကိုကလမ်းဖွင့်ပေးထားရမယ်ပေါ့နော်ဒါမျိုးလေးတွေပြန်ပြောရမယ်မမေတို့ကပြန်ဖြေရှင်းပေးမယ်တသားလေးတို့ဒီလိုဖြစ်နေရင်မမေတို့ပြောပြမှာမမေတို့ကလုပ်ပေးလို့ရမယ်အဲ့ခါကျတသားလေးတို့ကစိတ်ဆိုးတာလည်းမရှိတော့ဘူးဒေါသဖြစ်တာလည်းမရှိတော့မှာလို့မမေတို့ဖေဖေတို့ကလည်းလမ်းကြောင်းဖွင့်ပေးဖို့လိုတာပေါ့နော်ရောင်ကြည်ကြည်နဲ့တိုင်ပင်လို့ရတဲ့မိသားစုနဲ့ဆရာမတို့ရှိတော့တဲ့ကိုဆွဲရောရာပါတဲ့တခုခုခံစားရရင်ရှင်ထဲမှာတိတ်မထားတော့ဘဲနဲ့တယောက်ကိုအမြဲပြောပြတာပေါ့နော်အဲ့ဒီတော့ခါကြတော့တသားမီမီလေးတို့လည်းဒါစိတ်ထဲမှာခံစားမနေရတော့ဘူးနော်အလုံးစုံပေါ်ကလည်းဖေမီကလည်းအကုန်သိရတဲ့အတွက်ကြောင့်မို့လို့ဒီတသားမီလေးတွေရဲ့ပြဿနာသူတို့ရဲ့ခံစားနေရတဲ့စိတ်နဲ့စိတ်ထားလေးတွေလည်းရင်းနှီးပြီးတော့ပို့ပြီးသိလာမယ်ပေါ့နော်ဆိုတော့လူကြီးတွေကတိတ်တိတ်ချာချာနားထောင်ပြီးတော့ကိုကြီးဖြည့်ရှင်းပေးတယ်ဒါကြောင့်မို့လို့တသားမီမီလေးတို့တငယ်ချင်းတို့လည်းတခုခုဆိုရင်ဘသူနဲ့မှလှုပ်ဝက်ချက်မထားဘဲနဲ့ယုံကြည်ရတဲ့လူကြီးတွေကိုဖွင့်ပြောပြဖို့မမေ့နဲ့နော်ဒီစာအုပ်လေးတွေကအကြောင်းအရာလေးတွေကိုနားထောင်ပြီးပြီမော်ဆိုတော့အကြောင်းအရာလေးတွေဒီစာအုပ်ထဲကပါတဲ့အကောင်းတဲ့အချက်လေးတွေကပါရှိလေကိုနိုင်ရမယ့်အချက်လေးတွေကတသားမီမီလေးတို့ဟာနောက်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင်းကိုယ့်ရဲ့အိမ်မှာဖြစ်နေတဲ့စိတ်ခံစားချက်ဝမ်းနေတာဒေါသထွက်တာဗိုက်စားတာနော်ကြောက်တာရှက်တာစိတ်ဆိုးတာဒါတွေကိုတသားမီမီလေးတို့ကသိပြီးတော့ကိုဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုအိမ်မှာရှိတဲ့ဖေမီကိုချစ်ရတဲ့သူတွေကိုပြောပြတတ်ဖို့လိုတယ်နော်ပြောပြရမယ်ဒါမှလည်းတသားမီမီတို့ခံစားနေရတာတွေကိုမျှဝေပြီးတော့ဖြည့်ရှင်းပေးနိုင်မှာဖေမီတို့တွေကလည်းတသားမီမီလေးတွေကိုမျှဝေချင်တာအောင်နော်တူတူလေးတွေကိုဒီစိတ်ကလေးတွေကိုခံစားချက်လေးတွေပြောပြချင်တာအောင်လို့လမ်းဖွင့်ပေးနိုင်ရမယ်နော်လမ်းဖွင့်ပေးရမယ်ဒါမှပဲဒီကြီးမားရဲ့ဒီကလေးတွေရဲ့စိတ်ခံစားချက်တွေမဖြစ်မှာပေါ့နော်ပြဿနာတွေသူတို့ရဲ့ဒီမျိုးသိရတဲ့အကြောင်းအရာလေးတွေမရှိဘဲနဲ့မိသားစုလေးတွေဟာပို့ပြီးတော့ပွပွလင်းလင်းနဲ့ချစ်ချစ်ခင်ခင်လေးရှိမယ်လို့ယုံကြည်ပါတယ်။ကဲတသားမီမီလေးတို့လည်းဒီပြောပြတဲ့အကြောင်းအရာလေးတွေကိုနားထောင်ပြီးတော့လိုက်နာမယ်လို့ဒီကအများကြီးပြေဝယုံကြည်ပါတယ်။ကဲနောက်ဆိုတော့လေးတွေမှာလည်းတသားမီမီလေးတို့သိရမယ့်ဘယ်လိုမျိုးအကြောင်းအရာလေးတွေကိုပြောပြပေးမယ်ဆိုတာလေးတွေကိုလိုက်ပါပြီးတော့နားထောင်ပြီးပါအောင်ရှင်။တာယာပြောရှင်တဲ့နေ့ရက်လေးတွေကိုတသားမီမီလေးတို့ကောင်းလုံးပိုင်ဆိုင်နေကြပါစေ